အားလုံးပဲမင်္ဂလာပါခုနှစ်သားသမီးများအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒီယိုရဲ့ YouTube channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆရာမကတော့အစောလာຫນွေနီဖြစ်ပါတယ်ဆရာမအနေနဲ့ကတော့2026ခုနှစ်ဇူလိုင်လအတွက်ဗုဒ္ဓသားသမီးတွေတလစာအထူးအော်စတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီလအတွင်းမှာဆိုရင်ဗုဒ္ဓသားသမီးတိုင်းရဲ့လုပ်ငန်းကဏ္ဍတွေစီးပွားရေးကဏ္ဍငွေရေးကြေးရေးပိုင်းကျန်းမာရေးကဏ္ဍတွေပေါ့နော်အခြေရေးပညာရေးအစဆောင်ရွက်ရှောင်းနေပြုလုပ်မဲ့ရရလေးတွေအစတစ်ခုချင်းစီပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးဗုဒ္ဓသားသမီးတိုင်းရဲ့လုပ်ငန်းစီးပွားကဏ္ဍကိုစတင်ပြီးတော့ပြပြပေးသွားပါမယ်ဒီလအတွင်းမှာဗုဒ္ဓသားသမီးတွေရဲ့လုပ်ငန်းစီးပွားရေးမှာဆိုရင်ခက်ခဲမှုတွေရှိနေပေမဲ့လည်းစ조사မှုဖြင့်လုပ်ငန်းပိုင်းတွေမှာအဆင်ပြေပါလိမ့်မယ်တဲ့အဆင်ပြေလာလိမ့်မယ်ပေါ့နော်ကိုယ့်ရဲ့စ조사အထောက်မှုကြောင့်မိမိရွေးချယ်တဲ့လမ်းကြောင်းတွေမှာညီမျှပင်ခက်ခဲစေကမှုတဲ့နော်အားလုံးကိုကြော်လာနိုင်တတ်ပါတယ်တဲ့အရေးပါတော့ခြေလန်းတင်များလဲစတင်ပြီးတော့လောက်ကင်ဖို့ရှိလာပါတယ်နော်ကိုယ့်ရဲ့အရေးပါတဲ့ခြေလန်းနဲ့စတင်နိုင်တဲ့ကာလကိုရောက်ရှိနေရပေါ့နော်အဲ့တော့ဒီစတင်မယ်ဆိုရင်လည်းအဆင်ပြေနိုင်တဲ့အနေအထားရှိတယ်ဆက်တူရှယ်ယာလုပ်ငန်းတွေအဆင်ပြေမယ်လုပ်ငန်းတိုင်းမှာအနောက်ရှက်လေးတွေကြုံတွေ့မယ်ပေါ့နော်နောက်ပိုင်းမှာတော့အဆင်ပြေမယ်အစပိုင်းမှာတော့အနောက်ရှက်လေးတွေရှိပေမဲ့နောက်ပိုင်းအဆင်ပြေသွားလိမ့်မယ်လုပ်ငန်းအသစ်တွေလောက်ကင်ရစီပြီးတော့မိကောင်းဆွေကောင်းတွေအထောက်ပံ့အကူအညီကောင်းတွေရရှိလာတာမျိုးတွေကြုံမယ်ခီးလေးတွေလည်းသွားရမယ်ခီးဝေးခီးတို့လေးတွေသွားရမယ်အရေးပါတော့လုပ်ငန်းကိစ္စတွေဆွေးနွေးတိုင်ပင်ရတဲ့အနေအထားလေးတွေရှိလာတတ်ပါတယ်နော်ဝန်ထမ်းတွေဆိုရင်တော့ယာရုလားစာတိုးတက်တာမျိုးတွေရှိပြီးတော့လုပ်ငန်းခွင်အတွက်ပင်ပန်းနေတာမျိုးတွေရှိမယ်လုပ်ငန်းအသစ်တွေတိုးပြီးတော့လောက်ကင်ရမယ်နေရာဌာနအသစ်ပြောင်းရွှေ့ပြောင်းလဲရတာမျိုးတွေလည်းကြုံရမယ်ပေါ့နော်အပြောင်းရွှေ့ပြောင်းလဲကိစ္စတွေပေါ်မယ်တင်နန်းကိစ္စလေးတွေဆံမိုးဝဲကိစ္စလေးဖြေဖို့ရှိတာမျိုးလေးတွေကြုံရမယ်။ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေအဆင်ပြေပြီးရောင်းဝါတက်နေတာမျိုးလေးတွေရှိမယ်။ရောင်းဝါတိုးမယ်ဝင်ငွေတိုးတာမျိုးလေးတွေရှိမယ်။တိုးချက်ပြီးတော့လုပ်တွေလုပ်နေရတာမျိုးလေးတွေတော့ရှိမယ်ပေါ့နော်။အဲ့တော့ဒီလအတွင်းမှာဆိုရင်နော်တနင်္လာနေ့နဲ့ပတ်သက်တဲ့လုပ်ငန်းအင်္ဂါနေ့နဲ့ပတ်သက်တဲ့လုပ်ငန်းစနေနေ့နဲ့ပတ်သက်တဲ့လုပ်ငန်းနော်ဗုဒ္ဓနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးနေပါတယ်တဲ့နော်အဲ့တော့ကုံစုံကုံကြကုံရောင်းကုံဝယ်ခြံကားကြောက်လုပ်ငန်းတွေစားတောက်ကုံစတိုးဆိုင်ဆန်စီဆေးနဲ့ပတ်သက်တဲ့လုပ်ငန်းဓာတ်ဆီဒီဇယ်ထမင်းဆိုင်ထီဆိုင်နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းတွေလူသုံးကုန်ပစ္စည်းလက်ဖက်ဆိုင်ဝက်ရှော့ရေလုပ်ငန်းရွှေလုပ်ငန်းပေါ့နော်ဒါတွေအကျိုးပေးနေပါတယ်ဒီလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေလုပ်ငန်းစီးပွားတိုးတက်မယ်အဲ့ဒီလုပ်ငန်းတွေနဲ့စတင်ပြီးတော့စီးပွားရေးလုပ်မဲ့သူတွေအောင်မြင်တတ်ပါတယ်နော်ဒီလထဲမှာဆိုရင်ဖြဲလန်းနေနဲ့စီးပွားရှာနေတဲ့သူတွေအစမပြေမှုလေးတွေကြုံရမယ်အခက်အခဲတွေကြုံရမယ်ထင်သလောက်စီးပွားမဖြစ်ဖဲနဲ့ကြုံနေရလိမ့်မယ်နော်အဲ့တော့လုပ်ငန်းပိုင်းတွေလုပ်တဲ့နေရာမှာလောဘဒေါသမောဟနဲ့လုပ်ငန်းစီးပွားလုပ်ခြင်းရှောင်ပေးပါစိတ်ကိုအေးထားပါဘာသာတရားနဲ့အညီနော်လုပ်ငန်းစီးပွားလုပ်ပေးပါကောင်းမှုကုသိုလ်လေးတွေနဲ့တွဲပြီးတော့လုပ်ငန်းစီးပွားလုပ်ပေးပါအောင်မြင်မှုရလဒ်ကောင်းတွေထွက်ပေါ်လာတတ်ပါတယ်နော်နောက်ထပ်ငွေကြေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ပြပေးသွားပါမယ်ဒီလမှာငွေကြေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ငွေကြေးအနေထားမှာငွေရှားတာလွယ်ကူနေမယ်မိမိရဲ့မိသားစုတွေထောက်ပံ့ပေးနေရမျိုးတွေတော့ရှိမယ်ငွေကကုန်စရာတွေကလည်းတစ်ခုပြီးတစ်ခုပေါ်လာမယ်နောက်တစ်ခါတည်းရငွေပြတ်သွားတာမျိုးတွေလည်းရှိလာတတ်တယ်ပေါ့နော်တတိထားပြီးသုံးဆွဲဖို့လိုမယ်စီးနဲ့ကန်းနဲ့သုံးနိုင်တော့ပို့ပြီးအဆင်ပြေနိုင်တယ်သူတစ်ပါးကငွေချင်းငှားရင်တော့ပြန်များတာမျိုးကြံ့ကြာတာမျိုးတွေရှိမယ်ငွေဝင်ဌာနကောင်းမှုပြုပါလုပ်ငန်းတိုးချက်ပါလက်ထဲမှာထားရင်ငွေပြန်ကုန်လိမ့်မယ်ကိုယ့်လက်ထဲမှာငွေရောက်လာပြီဆိုရင်လုပ်ငန်းတိုးချက်ဒါနာကောင်းမှုလေးတွေပြုပေးပါငွေမြဲတာမျိုးငွေကန်ကောင်းတာမျိုးလေးတွေဖြစ်လာလိမ့်မယ်ရွှေတွေပါရေးလှုပ်ထားလို့ရတယ်နော်အဲ့တော့ငွေကတော့ဝင်မယ်ဒါပေမဲ့ကုန်စရာတွေကလည်းပေါ်မယ်ဆိုတဲ့အနေထားပေါ့နော်နောက်ထပ်လူမှုရေးကဏ္ဍလေးတွေပြပေးသွားပါမယ်အဲ့တော့ဒီလအတွင်းမှာလူမှုရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာလူချင်းလူခင်ပေါ်နေလိမ့်မယ်နော်လူချင်းလူခင်ပေါ်မယ်စိတ်ညစ်စရာစိတ်ပူစရာလေးတွေအနည်းငယ်တော့ရှိမယ်မမိကအထောက်ပံ့ပေးနေရမျိုးရှိမယ်သူတို့ဘာကိုကူညီထောက်ပံ့ပေးနေရမျိုးတွေရှိမယ်ပေါ့နော်သတင်းကောင်းကြားတာမျိုးတွေရှိမယ်အောင်လည်းငယ်သားသမီးထံမှသတင်းကောင်းကြားတတ်တယ်အိမ်တော်ရေးမှာဆိုတော့အိမ်တော်ပဲအကျိုးပြုမှုရရှိမယ်အိမ်တော်ရေးမှာတခါတည်းစိတ်လိုမကြမှုတွေတော့ရှိပေမဲ့လည်းကြီးကြီးမားမားပြဿနာမရှိဘူးမေသဘောမောင်သဘောနဲ့တာယာတဲ့အချိန်ကြီးလည်းကြုံရပါလိမ့်မယ်တဲ့နော်အဲ့တော့တချို့အိမ်အောင်ရေးလေးတွေတော့ရှိမယ်တဲ့เนาะတချို့အိမ်အောင်ရေးလေးတွေမှာတော့အတိုက်ခံလေးတွေရှိမယ်ဒါလေးတွေကတော့အပျော်အပါအတောက်စားရှိတဲ့အိမ်အောင်ရေးပေါ့เนาะအဲ့ဒါမျိုးလေးတွေဆိုရင်အတိုက်ခိုင်လေးတွေအနောက်ရှက်လေးတွေအနည်းငယ်ရှိမယ်လို့ပေါ်တယ်အဲ့တော့မြစ်တာရေးကဏ္ဍလေးတွေဆက်လက်ပြီးတော့ပြပေးသွားမယ်ငယ်သူလေးအတွက်မြစ်တာရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာစမ်းပွင့်ပါလိမ့်မယ်ချစ်သူမရှိတဲ့သူတွေချစ်သူရမယ်အထီးကျန်နေတဲ့သူတွေပေါ့နော်ချစ်သူအစ်တွေ့တာမျိုးလေးတွေရှိမယ်မိမိကိုစိတ်ဝင်စားနေတဲ့သူတွေသဘောကျတဲ့သူတွေပေါ်လာမယ်ရွေးချယ်ခက်ခဲတာမျိုးဆုံးဖြတ်ခက်တာမျိုးလေးတွေရှိမယ်ပေါ့နော်ချစ်သူစုံတွေကနှစ်ဦးချားမှာတဝီတို့စိတ်မချမှုတွေရှိမယ်နောက်ရှက်လေးတွေဝင်လာပြီးစကားများတာမျိုးတွေကြုံရမယ်အကြီးအမားပြဿနာတော့မရှိဘူးရန်ဖြစ်လိုက်ပြန်ချစ်လိုက်ရှိမယ်တဝီတို့စိတ်မချမှုအားများမယ်စိတ်နဲ့ထားရတော့ပိုပြင်မဲ့လိမ့်မယ်နော်အဲ့လိုမျိုး
မမီးကပေါ့နော်ဒါစိတ်နှစ်တက်သူဖြစ်တဲ့အတွက်စိတ်နှစ်ထားတဲ့သူကပို့ပေးမဲမယ်နော်အဲ့တော့ချစ်သူဆောင်တဲ့မှာစိတ်နှစ်နေတဲ့လူကတော့ပို့ပေးမဲမယ်လို့ပေါ်နေတယ်ပေါ့နော်ဒီလာထဲမှာအဲ့တော့မြေတားရဲ့ကဏ္ဍလေးကတော့ကွဲကိန်းပြဲကိန်းတော့မရှိဘူးဒါပေမဲ့လည်းဒါတဝင်းတို့စိတ်မချမှုလေးတွေများမယ်ဆိုတော့နော်ကန်ကြမာလေးကအဲ့လိုမျိုးလေးတွေပေါ်တယ်အဲ့တော့နားလည်မှုနဲ့သစ္စာရှိလက်တွဲနိုင်တော့ပို့ပြီးအဆင်ပြေမယ်ပေါ့နော်နောက်ထပ်ကျမ်းမာရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားပါမယ်အဲ့တော့ဒီလာထဲမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့သွေးသားနဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်မယ်နော်သွေးအားနေတာလေးတွေပေါ့နော်ဒါအသက်ကြီးပိုင်းဆိုသွေးတိုးတာလေးတွေမျိုးသမီးလေးတွေဆိုသွေးသားမမှန်တာလေးတွေဖြစ်တတ်တယ်နှလုံးအားနေမယ်အားနေနေမယ်ပေါ့နော်နှလုံးနဲ့ပတ်သက်လို့လည်းရင်တုံတာကရုံကရင်လေးတွေဖြစ်တာမောတာပန်းတာပေါ့နော်အဲ့လိုမျိုးလေးတွေရှိမယ်ခေါင်းမကြည့်တာလေးတွေရှိမယ်ရာသီဥတုပြောင်းဖျားနာမယ်နှာစီးချောင်းဆိုးဖြစ်တာလေးတွေလေချောင်းနာတာပေါ့နော်ဒါမျိုးလေးတွေရှိမယ်အနာဟောင်းပေါ်တတ်တယ်ဖြစ်ပြီးသားယောဂခံရှင်ပြန်ဖြစ်တတ်တယ်ကိုဖြစ်နေကြယောဂလေးတွေပေါ့နော်မကြဖြစ်တတ်တဲ့ယောဂလေးတွေပြန်ဖြစ်တတ်ပါတယ်တဲ့အဲ့တော့အသက်အနယ်ဆိုရင်ကြတော့မရှိပါဘူးเนาะအဲ့တော့အသက်ကြီးပိုင်းနေမှာပေါ့နော်ဒါသွေးတိုးနှလုံးနဲ့ပတ်သက်တဲ့ယောဂလေးတွေကြုံရမယ်နော်နောက်ပြီးတော့ဖျားနာတဲ့ယောဂလေးတွေမူးမောတဲ့ယောဂလေးတွေရှိမယ်ပေါ့နော်အသက်အန္တရာယ်ဆိုရင်ကြာမရှိဘူးတခါတရံစိတ်တိုးစိတ်တောက်လောက်ရတာစိတ်ကမ်းပြတာတော့ဂျုံရမယ်နောက်ထပ်ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ပြပေးပါမယ်အဲ့တော့ဒီလာထဲမှာပညာရေးကတိုးတက်ကောင်းမွန်မယ်ဆရာကောင်းတွေရဲ့လမ်းညွှန်မှုကြောင့်အသိပညာဘူးသူတို့တိုးပွားမယ်သင်တဲ့တက်ဆရာတွေတက်ဖြစ်လိမ့်မယ်စောင့်ပွဲဖြေဆရာတွေဖြေနိုင်လိမ့်မယ်အောင်မြင်မှုတွေရရှိမယ်နော်အဲ့တော့ပညာရေးပိုင်းပေါ့နော်ကန်စာတာလေးကမမီးကစူးစမ်းတဲ့လောက်ကိုအောင်မြင်မှုရရှိမယ်နော်အနေထားကိုရောက်ရှိနိုင်ပါတယ်တဲ့စူးစမ်းပါပြည်တွင်းအတတ်ပညာကိုပြည်ပအတတ်ပညာကိုသင်ကြားရမယ်ကာလကိုရောက်ရှိနေပါတယ်နော်အဲ့တော့နောက်ထပ်နိုင်ငံခြားကန်နဲ့ပတ်သက်တာလေးတွေပြည်တွင်းပြည်ပခီးကန်လေးတွေပြပေးသွားပါမယ်အဲ့တော့နိုင်ငံခြားကန်နဲ့ပတ်သက်ပြီးဗီဇာ passport ကိစ္စတွေအဆင်ပြေမဲ့အလွယ်တကူရရှိမယ်တောက်ရောက်ဖို့တဲ့စောင့်ဆိုင်းနေတဲ့ခီးစဉ်တွေမကြခင်သတင်းကောင်းကြားမယ်တောက်ရောက်ဖို့ရှိမယ်ပြည်တွင်းခီးစဉ်ရောပြည်ပခီးစဉ်ရောခက်ခဲမရှိအဆင်ပြေစွာတောက်ရောက်နိုင်ဖို့အနေထားမှာရှိပါတယ်နော်နောက်ထပ်ဆောင်ရန်ရှောင်းနဲ့လိုက်နာမဲ့ချက်လေးတွေပြပေးသွားပါမယ်အဲ့တော့ဒီလအတွင်းမှာဆိုရင်လောင်းကစားပြုလုပ်တာအမဲသားစားခြင်းသူ့တဲ့ချင်းနော်ဒါအထူးရှောင်ပေးပါနော်ဒီလအတွက်အထူးဆောင်မဲ့အရာပါနောက်ပြီးတော့ဘာသာရေးပြုလုပ်ပါလက်ပွင့်လန်တို့ခါတာလေးတွေရွတ်ပါမေတ္တာမြများပွားပါလူနဲ့ပြမတော်လေးတွေမေတ္တာပွားပါကိုယ့်ချစ်တဲ့လူကမုန်းတဲ့လူအထက်ဘွေးအောက်ဘွေးနော်အဲ့တော့လူနဲ့ပြမတော်လေးတွေအမြဲတမ်းမေတ္တာပွားပါမနေ့တစ်ချိန်ညတစ်ချိန်မေတ္တာပွားပြီးတော့ကိုလူရာဆူတောင်းပေါ့နော်ကံထောက်ပံ့ရရှိမယ်အဲ့တော့ဒီတလားလုံးအတွက်အကျိုးပေးလက်ကီးကာလာလေးတွေပြပေးပါမယ်နော်ခဲရောင်လေးတွေအကျိုးပေးတဲ့အဝါရောင်အဝါပွင့်လေးတွေရောင်စုံကာလာလေးတွေကာလာစုံလေးတွေပေါ့နော်ပွင့်စုံလေးတွေအကျိုးပေးပါတယ်အဲ့တော့အရေးကြီးသောကိစ္စတွေအရေးကြီးသောအကြောင်းအရာတွေမှာဝိစင်သုံးပြုခြင်းဖြစ်ကန်စရာပွင့်လန်းစေပါလိမ့်မယ်နော်အကျိုးပေးကဏ္ဍက2ကဏ္ဍ5ကဏ္ဍ9ကဏ္ဍဖြစ်ပါတယ်2 5 9ကအကျိုးပေးကဏ္ဍဖြစ်တဲ့အတွက်နော်မိမိတို့လိုအပ်တဲ့နေရာမှာအသုံးပြုလို့ရပါတယ်ဒီတလုံးဆန်းဆရာအဆင်ပြေစေဖို့တော့ပြုလုပ်မယ့်ရေတရားလေးပေါ့နော်မိမိအိမ်ဖျားမှာတပြေပန်းလေးတွေကတ်လူပါအုံထမင်းတစ်တီးနော်အမွေးတိုင်9တိုင်မကြကတ်လူပေးပါငှက်စာ9စာလေးတွေကျွေးပါငှက်ကလေးတွေငှက်ကလေးတွေ9လေးတွေလွှတ်ပါကောင်းမှုတစ်ခုနေ့စဉ်ပြုပြီးဖြတ်တန်းပေးပါတဲ့နော်အဲ့တော့ကံတရားအထောက်ပံ့ကောင်းတွေရရှိလာမှာဖြစ်ပါတယ်နေ့တစ်နေ့ကုံဆုံးသွားပြီဆိုဒီနေ့မှာငါဘာတွေကောင်းမှုကုသိုလ်လုပ်ပြီးပြီလဲနော်ငါဘာလုပ်ပြီးပြီလဲအများတန်းပေါ့နော်တွေးပြီးတော့ကောင်းမှုတစ်ခုနေ့စဉ်ပြုပြီးတော့ပြုလုပ်ပေးပြီးဖြတ်တန်းပါတဲ့ကံထောက်ပံ့ကောင်းတွေရရှိလာမှာဖြစ်ပါတယ်နော်ဒါဒီတလားလုံးအတွက်ဒါဗုဒ္ဓသားသမီးတိုင်းရဲ့တလားစာထိုးစတန်ကြီးကိုဟောကြားပေးသွားတာဖြစ်ပါတယ်အခုပြောတဲ့ကောင်းမှုကုသိုလ်လေးတွေရေရာလေးတွေပြုလုပ်ပေးပြီးကံကောင်းမှုတွေရယူပေးပါယနေ့မှစဗုဒ္ဓသားသမီးတိုင်းအစားအရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေလည်းတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန္တရာယ်ဘေးတွေကင်းဝေးပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ပါစေလို့ဆရာမကနေဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်